အားလုံးပဲမင်္ဂလာပါလူဝရရဲ့ပတ်စင်တင်ဆက်ပေးနေတဲ့ရင်ခုန်တန်လန်းချင်းစီစဉ်ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်အစီအစဉ်လေးကိုမစတင်ခင်မှာလူဝရရဲ့ YouTube channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ဒီဘက်တွေပထမဆုံးကြပြလေးကတော့သူ့ကိုမေးလိုက်နိုင်ပြီလို့ထင်ခဲ့တဲ့ဆိုတဲ့ကောင်းစဉ်လေးပဲဖြစ်ပါတယ်ရှင်သူ့နာမည်ကိုမကြားရတာကြားခဲ့ပြီဖုန်းထဲက message တွေကိုလည်းဖြတ်လိုက်တာကြားပြီသူကြိုက်တဲ့သချင်းတွေကိုကြားရင်တော့ရင်မခုန်တော့ဘူးလို့ကိုယုံခဲ့တယ်မနေ့ကနေ့မှာသူကမစင်စားပဲညှိုးနိုင်ခဲ့တယ်ညရီမှာလည်းသူ့အတွက်မြင်ရင်မကြတော့လူတွေမင်းအဆင်ပြေပါတယ်လို့ပြန်ဖြေတက်လာပြီသူ့အကြောင်းပြောရင်တော့ရင်မခုန်တော့ဒါကြောင့်ကိုတကယ်မေးလိုက်နိုင်ပြီလို့ထင်ခဲ့တယ်ဒီနေ့မှတ်တရတွေမရှာရပါဘဲနဲ့ဖုန်းဟောင်းတစ်လုံးကိုမတော်တဆဖွင့်လိုက်မိတဲ့အခါသူ့အတန် voice notes တစ်ခုကျန်နေတယ်မင်းတနေ့ကျရင်ငါ့ကိုမေ့သွားနိုင်ပါစေအဲ့အတန်ကိုကြားလိုက်ရတဲ့အချိန်ကိုနားလေသွားခဲ့ကိုမေ့နိုင်ခဲ့တာမဟုတ်မေ့သွားခြင်းနဲ့ကိုပဲအချင်းချာချာပေါ်ကြခဲ့တာပါဒုတိယကပြလေးကတော့အဝေးရောက်နှလုံးသားစီသူဆိုတဲ့ကောင်းစဉ်လေးပဲဖြစ်ပါတယ်ရှင်ဒီညလေလမင်းကတော့တာနီမြဲပါပဲဒါပေမဲ့လေမင်းနဲ့အတူကြည့်ခဲ့တဲ့လမင်းလောက်တော့ဘယ်ဝင်ပါမလဲငါတို့ကြားမှာမိုင်းပေါင်းများစွာချားနေပြီမဲ့ငါရဲ့နှလုံးသားရင်ခုန်တဲ့နိုင်ကမင်းစီကိုပဲဥတည်နေတာအလုပ်တွေကြားမှာခဏတာမေးရချင်းအောင်ဆောင်းနေလေတိတ်ဆိတ်တဲ့ညနေပိုင်းရောက်မင်းရဲ့အပြုံးတွေကမျက်လုံးထဲမှာဝဲလို့ငါတို့အတူတူရင်မောခဲ့တဲ့ချိန်တွေကိုဗီဒီယိုဖိုင်တစ်ခုလိုပြန်ကြည့်နေမိတယ်ဂယူးဆိုင်ပါနော်မင်းရှိတဲ့အရက်မှာနေမကောင်းဖြစ်မှာဆိုလို့ပါငါအတွက်တော့မင်းရဲ့ပျော်ရွှင်ခြင်းဟာအကြီးကပါဒါပေမဲ့အချိန်တန်လို့ပြင်ဆောင်ကြရတဲ့ခါကျရင်တော့ဒီကလွန်ရသမျှအချိန်တွေကိုမင်းရင်ခွင်ထဲမှာပဲအစားပြန်တောင်းပြရစီနော်ဒီဘက်အတွက်နောက်ဆုံးကြပြလေးကတော့အတိတ်ရဲ့ခြေရာဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ရှင်မင်းထားခဲ့တဲ့နေရာလေးမှာပဲငါရက်နေမိတယ်ပုံဝင်ချင်ရလူတွေကတော့ငါ့ကိုထားခဲ့ကြပြီမင်းရဲ့အနန္တတည်ကြံ့နေသေးတဲ့ဒီအခန်းလေးထဲမှာငါရဲ့နေရက်လေးတွေကတော့အေးခဲလို့အမြဲတမ်းဆိုတဲ့စကားလုံးကိုငါတို့ယုံကြည်ခဲ့ကြတယ်။ဒါပေမဲ့အမြဲတမ်းဆိုတာကဘယ်လောက်ပဲလား။ငါ့ကိုသင်ပေးခဲ့တဲ့အချက်တွေကအခုတော့အလွမ်းနေဖြစ်အသွင်ပြောင်းပြီးငါ့ကိုပြန်တိုက်ခိုက်နေတယ်။အမုန်းဆိုတာကငါတို့တော့ခါသီးလွန်ပါတယ်။အဲ့ဒါကြောင့်ပဲမင်းကိုမမုန်းရဲ့ပဲလွမ်းနေဖို့ကိုပဲရွေးချယ်လိုက်တယ်။ဘသူတွေပါပြောငါရင်နေရတဲ့ရတွေဟာမင်းပေးခဲ့တဲ့လက်ဆောင်မှုငါမြင့်နုနဲ့ပဲတင်ထားပြရစီဒီဘက်အတွက်နူဝရရဲ့ရင်ခုန်တန်လန်းချင်းစီစဉ်လေးကတော့ဒီလောက်ပါပဲเนาะနောက်ပတ်ဒီမှာပြန်ဆုံကြပါမယ်ဘိုင်ဘိုင်